ထိုင်းနိုင်ငံဖူးခက်ပန်တောင်ကမ်းခြေမှာပြထားတဲ့ Eco Wonderland 2026ဆိုတဲ့အစီအစဉ်လေးအကြောင်းပြောပြချင်ပါတယ်။သူစီမာကသူကကမ်းခြေမျိုးလေးဆိုတော့ရေတူးနဲ့ရေနေသတော်ဝါတွေအတွက်ရေထဲအမိုက်တွေမစွန့်ပစ်ဖို့ပေါ့နော်။အဲ့လိုရည်ရွယ်ချက်နဲ့လုပ်ထားတဲ့ပွဲလေးပေါ့။သူကအယောင်လေးတော်တော်စုံပြီးတော့တက်တောက်ပပလေးနဲ့ထူးခြားတာကိုတွေ့ရတယ်။သူ့ထဲမှာဆိုရင်လင်းပိုင်လေးတွေလိမ့်လေးတွေရေပွဲလေးတွေထည့်ပြီးတော့ရေနေသတော်ဝါလေးတွေထည့်ပြီးတော့ပုံဖော်တာလည်းတွေ့ရတယ်။ Christmas သစ်ပင်လို့သစ်ပင်ပုံလေးဖော်တာလည်းတွေ့ရတယ်ပညာရှင်ရဲ့စိတ်ကူကတော်တော်လေးကောင်းပြီးတော့တော်တော်လေးလက်ရမြောက်တာကိုတွေ့ရတယ်သူပထမတော့ခရစ်စမတ်တစ်ပင်လေးဒီတိုင်းပဲလှဆင်တာထင်တာအနီးကပ်ကြည့်လိုက်တော့မှသူကဒီစွန့်ပစ်ပစ္စည်းလေးဖြစ်တဲ့ရေတက်မှုတွေရေတက်မှုဖုံးတွေပလင်းလေးတွေပြီးပလင်းဖုံးလေးတွေပလက်စတစ်လေးတွေပြီးရေချိုးတိုက်တဲ့ဖော့လေးတွေအဲ့ဒါလေးတွေနဲ့အလှဆင်တာတွေ့ရတယ်ဒီရေတက်မှုဆိုလဲရေတက်မှုရဲ့ပလက်စတစ်လေးတွေကိုညှက်ပြီးတော့လေပေါင်းပွင့်ပုံလေးပေါ်ထားတဲ့အရောင်လေးတွေစိုးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဝင်ဝါးမှာတွေ့ရတဲ့ပုံလေးပေါ့သူကလိပ်ပုံလေးနဲ့ပေါ်ထားဒီညလေးဆိုရင်ဒါဆိုခရစ်စမတ်တစ်ပင်လို့ပုံစံမျိုးလေးနဲ့ပြထားတွေ့လားအဲ့ဒါလေးအကုန်လုံးအနုစိတ်ဒီစွန့်ပစ်ပစ္စည်းလေးတွေနဲ့ပုံဖော်ထားတာလေးတွေပဲဒီနေရာလေးဆိုလဲဓာတ်ပုံရိုက်လို့လဲလာတယ်ပေါ့နော်အရောင်လေးတော်တော်လေးစုံတယ်ဒီနေရာလေးမှာဆိုလို့ရှိရင်ဒီမှာဒီပွဲလေးပြုလုပ်ရတဲ့ရည်ရွယ်ချက်လုပ်ရတဲ့အမှုပညာရှင်ရဲ့အကြောင်းလေးတွေကိုဒီမှာဆိုင်းဘုတ်လေးနဲ့ရေးထားတွေ့ရတယ်သူ့မှာဆိုရင်ရေပွဲဒီနားလေးဝန်ကျင်လေးဆိုရေပွဲပုံလေးတွေကိုအဓိကပုံဖော်ထားတယ်ရေပွဲရဲ့ခြေလက်တန်လေးတွေပုံလေးတွေတွေ့ရပါတော့ဒီရေဘူးလေးတွေနဲ့တန်ဘူးလေးနဲ့ပုံဖော်ထားတယ်အမဒါလေးဆိုရင်ဒါအနုပညာရှင်နဲ့ရွေချက်လေးတွေအကြောင်းရေးထားတယ်လားလိတ်လေးတွေဝေလာငါးလေးတွေရေပွဲလေးတွေရေနဂါးလေးတွေအဲ့လိုပုံလေးလည်းထည့်ပေါ်ထားတယ်ဒီမှာဆိုရင်ဒါလင်းပိုင်ပုံလေးပေါ့နော်လင်းပိုင်ပုံလေးဒါရေတက်မှုမဟုတ်ဘူးပလင်းဖုံးလေးနဲ့လောက်ထားလှတယ်နော်ရွှေရောင်လေးအားလုံးသဘောကျတယ်သိလားအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ် like and subscribe လေးလုပ်သွားပေးပါအောင်နော်